ဒီကဖုန်းဆက်လာတယ်ပစ္စည်းလာယူပါဆိုတော့တက်တရှော့မှာပဲပစ္စည်းလာယူပါဆိုတော့သွားယူရပေါ့နော်သွားယူတော့ပစ္စည်းလာပိတ်သွားပြီပေါ့နော်ပိတ်သွားလို့စင်ကဆက်ဝဲမှာတခါတည်းမမဝက်ခဲ့ပေါ့နော်မမစားမယ်ဆိုပြီးတော့ပြန်လာရင်းနဲ့လမ်းကြုံဝက်ခဲ့ပါတယ်ဒါတော့စင်တို့အားတွေတော့ထမင်းဟင်းသွားမချက်တော့ဘူးစင်တိတ်နေမကောင်းလို့ပေါ့နော်စင်ကနှုတ်ဘူးတပူဝယ်ပြီးတော့မမတပူဝယ်တယ်ကိုကတော့ထမင်းကြော်လေးစားတယ်ပေါ့နော်ထမင်းကြော်ရတယ်ပေါ့နော်နည်းနည်းလေးပဲရတယ်ပေါ့နော်တည်ပြီးတော့ဈေးကြည့်ပြီးတော့နည်းနည်းလေးပဲရပါတယ်ပတ်စံရှိမိရနဲ့ဇေရိုဝါရိုးတန်ပြန်မယ်ပေါ့နော်အိမ်ပဲပြန်မယ်ဘာမှစားချင်တော့ဘူးလမ်းသွားရင်လည်းစကားအထိုးလေးဆောင်းကြပါရှင်စကားအထိုးလည်းဖမ်းနေကြရပေါ့နော်အဲ့တော့ဇေယျနှုတ်ဘူးတွေထည့်ပြီးတို့တောက်မှရပေါ့နော်စကောင်းကလည်းနှောက်နေရောလားအခုဇေယျတော့မစားဘူးဖောက်တက်ခတ်ထည့်နေပဲမမစားတာဝလားဆိုတော့စားရတော့မဝအောင်နော်ဒါပေမဲ့လည်းမဝလည်းစားပြီးအိတ်တော့မယ်ပေါ့နော်ကောင်းကြိုက်တယ်ဆိုတော့ဇေရိုကမီးမရှိဘူးဆိုတော့ထမင်းဟင်းရတယ်နေတိုင်းတော့မချစ်စားနိုင်ဘူးပေါ့နော်ဟိုလည်းဝေးတယ်ဆိုတော့လေပြီးတော့ချက်ထားတဲ့ဟာတွေကလည်းပြီးတော့မသားတိုးရယ်ပေါ့နော်တိုးရည်မရှိတော့တိုးတယ်ဆိုတော့ထားမခံဘူးဒါဆိုဇေရိုကဒီလိုမျိုးပဲဒုက္ခခံနေရရပေါ့နော်ဇေရိုကမီးရတယ်မရှိဘူးပေါ့နော်ကိုထမင်းကြော်တွေခဏယူစားကြည့်ရစားလို့တော့တိတ်မကောင်းနော်ဆက်ဝဲမှာထမင်းကြော်ပါတယ်ဝယ်စားရင်ဈေးမတန်ဘူးနော်နည်းနည်းလေးပဲရတယ်ဈေးရတယ်ကြီးရနော်ပြီးတော့စားရတယ်တိတ်မကောင်းထမင်းကြော်ရလေမမတော့စားလို့ကောင်းပါနဲ့လို့အဲ့ဒါလည်းစားလို့ကောင်းပါနော်အလောကလည်းပေးပန်းနေရှိကျမတို့လွှဲရတာနော်ခေါ်လာတာတလုံးလုံးနေရတာတလုံးပေါ့နော်ဒီလိုမျိုးလူတွေထိုင်းနိုင်ငံမှာရှိလားဇင်းတို့ကဒီလိုမျိုးကြုံနေရပါတယ်ပေါ့နော်ဒီလိုပဲတိခံပြီးနေရပါတယ်သူများနိုင်ငံမှာနေရဆိုတာလည်းမလွယ်နေဘူးပေါ့နော်ဇင်းတို့ကခုမှပဲကြုံဖူးရဆိုတော့ပေါ့နော်သူများတွေတော့ကြုံဖူးနေကြဇင်းတို့တော့ခုမှကြုံဖူးရဆိုတော့နည်းနည်းတော့ခက်ခဲနေတယ်ပေါ့ခက်ခဲရတယ်ပေါ့နော်မမတွေပဲစားရတဲ့ဇင်းတို့ကအိတ်တော့မယ်ချစ်တဲ့ငယ်ချင်းတို့လည်းအိတ်တော့နော်စောစောအိတ်တော့နော်ကြမရတဲ့ကြည့်စကြပါရှင်အားလုံးကျေးဇူးဆရာဒီပြပြဆက်ပြားလေးဝက်တော့ပါနော်ဝက်တော့ရအရန်ကျဲလို့ချစ်တဲ့ငယ်ချင်းတို့လည်းစင်ပြန်အောင်ပေးတာဖြစ်ပါတယ်ဒီပြပြဆက်ပြားဆိုရန်ဒါအဖြူစင်နာနာဆုတ်ထတာတွေကိုလည်းတတပြောက်ကင်းစီရတော့စကွယ်လည်းတုတ်ကြည့်ရရန်စင်ပြေးတယ်အဲ့ထောက်တရားဆို